ဝက်ချံပြောက်ချင်တယ်မလားဒီလိုလေးလောက်တော့ကြည့်ချက်ပေါက်စီမှာအမရေညီမလေးကလေမောင်လေးကလေဆယ်ကျော်သက်အရွယ်လေးနဲ့ဝက်ချံတွေကအရန်ကိုမှထွက်တာပဲတငယ်ချင်းတွေကြားအပေါင်းအသင်းတွေကြားမှာဆိုခွဲခြားဆက်ဆံခံရတယ်ဟာတိုက်ခံရတယ်ဒီဝက်ချံတွေကိုဘလို့ပြအောင်ကုသရမလဲအမရေအရန်ကိုမှစိတ်သက်ကြနေတယ်စိတ်သက်မကြပါနဲ့အခုမစင်လှုပ်တော့မယ်အသီးဖြော်ရည်လေးကိုဒါနေ့စဉ်ပုံမှန်လေးလှုပ်တော့ပေးပါပါဝင်ပြည့်စည်လေးကတော့တခွားသီးရယ်မော်လာဦးနေရယ်လိန်ပေါ်ချင်းသီးရယ်သူတို့ထဲမှာကတော့အသီးကဗီတာမင်စီရယ်ရတနောရယ်ပါဝင်လို့ဝက်ချံနေဆိုရင်အရန်ကိုမှတတ်စေလို့နေ့စဉ်ပုံမှန်တစ်နေ့တစ်ခွက်လောက်လှုပ်တော့ပေးမှဆိုရင်ဝက်ချံနေဆိုရင်အရှင်ကိုမှတတ်လာတယ်ဒါနဲ့တောက်ရတာအစင်ပြေရအောင်ဆိုပြီးတော့တကြားတို့နှိုးစီတို့လုံးဝမထဲနဲ့တော့အချိုးပါတယ်ဆိုရင်ဝက်ချံနေကအရန်ကိုမှထွက်လို့ပါနောက်တစ်ခုကတော့တနေ့တာသွားလာလှုပ်ရှားပြီးတိုင်းကိုရမျက်နှာအသားရည်ပြားပေါ်မှာညစ်ကြေးတွေဆဲသေးတွေထပ်ပြီးတော့မကန့်ညင်အောင်မျက်နှာတစ်စစ်ပြကောင်းကောင်းလေးရွေးပြီးတော့သုံးပေးမှဆိုရင်ဝက်ချံနေဆိုရင်လက်တွေ့ကိုမှတတ်စေပါတယ်ဝက်ချံနေလည်းထွက်တယ်အရန်ကိုမှစိတ်ညစ်နေရတယ်ဘာပဲသုံးမသိတာဆိုရင်ချက်ပေါက်စီမှာအသေးစိတ်မေးမြန်းပြီးတော့လာရောက်တိုင်ပင်လို့ရပါတယ်